Oasis Blue Spa ရဲ့ချစ်ရတဲ့ customer များအားလုံး Merry Christmas ပါ Oasis Blue Spa မှာ Christmas နဲ့ Year End Promotion လေးမရှိဘူးလားလို့မေးနေကြတဲ့ customer လေးတွေအတွက်ဒီတစ်ခေါက်မှလည်းအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ promotion လေးတွေစီစဉ်ထားပါတယ်เนาะအဲ့တော့ခန္ဓာကိုယ်အသားရည်လှပဖို့အတွက်ထိန်းသိမ်းခြင်းပြီးတော့မျက်နှာအသားရည်လေးတွေကို glow glass skin ရရှိခြင်းနဲ့မျိုးသမီးလေးတွေအတွက် facial treatment နဲ့ body treatment promotion လေးတွေရှိပါတယ်ရှင် body treatment promotion လေးအနေနဲ့ body treatment တစ်ကြိမ်ပြုလုပ်ပြီးတာနဲ့ gel 1 color free ရရှိမှာဖြစ်ပြီးတော့ mini cleansing တစ်ကြိမ်လည်း free ရရှိမှာဖြစ်ပါတယ်ရှင် facial treatment အနေနဲ့ကတော့ Oasis Blue Spa ရဲ့ signature treatment ဖြစ်တဲ့ Dermalogical product ကိုအသုံးပြုပြီးတော့ 15% discount 15 discount ရရှိမှာဖြစ်ပါတယ်ရှင် promotion ကာလလေးကတော့ဒီဇင်ဘာလတစ်လလုံးပဲဖြစ်လို့အများဆုံးလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီ promotion လေးတွေကို Oasis Blue Spa ရဲ့ဆိုင်ခွဲများဖြစ်တဲ့ branch 1နဲ့ branch 2နှစ်ဆိုင်စလုံးမှာရရှိမှာပဲဖြစ်ပါတယ်။ဆိုင်လေးကတော့ Pensola နဲ့ Maha Bandula လမ်းတောက်မှာရှိတဲ့ branch 1ဆိုင်ခွဲလေးပဲဖြစ်ပါတယ်။ branch 2ဆိုင်ခွဲလေးကတော့အမှတ် 334B Wireless နှစ်လမ်းမရန်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ The Mystic All-in-One Beauty Center ရဲ့တတိယအလွှာမှာတည်ရှိပါတယ်။ဒါကြောင့်မို့လို့ branch 1 branch 2ဆိုင်ခွဲနှစ်ခုစလုံးကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။